အခုလိုပြောဆိုခဲ့လို့ဦးသိန်းစံကိုပြန်ပြီးတောင်းပန်လိုက်ရတဲ့မင်းသားမြင့်မြတ်မင်္ဂလာပါပရိသတ်ကြီးဆယ်လီထိုခိကနေပြန်လေးကြိုဆိုလိုက်ပါတယ်။အကယ်ဒမီရမင်းသားတလက်ဖြစ်နေပြီဖြစ်တဲ့မင်းသားမြင့်မြတ်ကတော့အခုလက်တလုံးမှာပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုအတော်လေးရရှိနေကြတာဖြစ်ပါတယ်။ဘဝမင်းသားဆိုပြီးတော့ပရိသတ်တွေရဲ့တတ်မှတ်ခြင်းကိုခံခဲ့ရတဲ့မင်းသားမြင့်မြတ်ဟာကြာရဇက်ရုပ်ကိုအမြဲတမ်းလို့တရုပ်ဆောင်နိုင်တဲ့သူလည်းဖြစ်ပါတယ်။ခေတ်တရဲ့ကြော်ဟင်းအဖြစ်လည်းတတ်မှတ်ခံထားရသလိုနေပရိသတ်တွေနဲ့အရွယ်သုံးပါသောပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားတဲ့သူဟာအခုချိန်မှာတော့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုတဖန်ပြန်ပြီးတော့ရရှိနေတာဖြစ်ပါတယ်။မင်းသားတွေသာကောင်းစားတဲ့မြန်မာနိုင်ငံရဲ့အမှုပညာကဏ္ဍမှာအရန်တရုပ်ဆောင်တွေအတွက်နေရာမရှိခဲ့ပါဘူး။ဇာကားတိုင်းမှာပါဝင်ခွင့်ရပေမဲ့လည်းနေစားအလုပ်သမားတာလောက်တာရပြီးတော့လူအများရဲ့အပြောဆိုခင်ကဝင်ရောက်တရုပ်ဆောင်ကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျူးတေးကနေဖြစ်ထွန်းသွားကြတဲ့အရန်တွေဟာစိတ်နာပြီးတော့အမှုပညာလောကကိုမလဲကြည့်ကြတော့တာတွေများပါတယ်။အခုတခါမှလည်းအရန်တရုပ်ဆောင်ကြီးတယောက်ဖြစ်တယ်လို့အမှုပညာရှင်တွေများစွာနဲ့လက်တွဲလှုပ်လှုပ်ကိုင်းပူတဲ့ဝါရင်တရုပ်ဆောင်ကြီးဦးသိန်းစံကရှေးပြင်းယောဂနဲ့ကြောက်ကပ်ဝေဒနာတွေကိုပြင်းထန်စွာခံစားနေရပြီဖြစ်ပါတယ်။ဇက်ကားကြီးတွေနဲ့ရုပ်ရှင်တွေမှာလူတွေရဲ့အမြင်ထဲမှာအမြဲနေရာယူနိုင်ခဲ့တဲ့အရန်တရုပ်ဆောင်ကောင်းတယောက်ဖြစ်ပေမဲ့လည်းအခုခါမှာတော့မျက်နှာကိုမမှတ်မိတော့လောက်အောင်ထိယောဂဝေဒနာတွေကိုခံစားနေရပြီဖြစ်ပါတယ်။လူမမာတယောက်ပုံစံနဲ့ဘဝကိုခက်ခဲနေခဲ့ပြီဖြစ်တဲ့ဦးသိန်းစံရဲ့နောက်မှာသားသမီးနဲ့ဇနီးလည်းမရှိတော့သလိုသူ့ရဲ့ဘဝအတွက်ဇက်ကားတွေလိုက်ရိုက်ပြီးတော့ပတ်စံရှာဖို့တောင်လုံးဝမရတော့တဲ့အတွက်ငွေကြေးစင်ပြေရဲ့တရုပ်ဆောင်အနုပညာရှင်တွေကိုရှေ့မျက်နှာနောက်ထားပြီးတော့စေဖို့အလှခံနေရတာဖြစ်ပါတယ်။အရက်ကောင်းရင်အလောင်းလှတယ်ဆိုတဲ့လိုငွေကြေးချမ်းသာတဲ့အနုပညာရှင်အသားဝိုင်းရဲ့စိတ်ဓာတ်သာမှန်ရင်အခုလိုမျိုးအခက်အခဲဖြစ်နေတဲ့သူတွေအတွက်ပူစရာမလိုပေမဲ့အခုခါမှာတော့တကယ်ငွေကြေးရှိသူတွေဟာညနေလွဲခဲဖြစ်ပြီးတော့မကူညီပဲမသိတယ်လို့နေခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအထက်ကမှကိုပိုင်းထုတ်လို့ရင်းနဲ့ဇက်ကားရိုက်နိုင်တဲ့အထိအောင်မြင်နေပြီဖြစ်တဲ့မင်းသားမြင့်မြတ်လည်းပါဝင်နေပြီဖြစ်ပြီးဦးသိန်းစံကိုယ်တိုင်ကမြင့်မြတ်ဟာသူ့ရဲ့အလှခံတဲ့အပေါ်မှာပြက်လက်ဖြေကြားခြင်းမရှိပဲရှောင်ဖယ်နေခဲ့ကြောင်းပြောပြခဲ့ရဖြစ်ပါတယ်။မြင့်မြတ်နေနဲ့အခုလိုပြုလုပ်လိုက်တာကကိုယ့်ရဲ့လောကသားအချင်းချင်းအပေါ်စာနာမှုမရှိပဲဖေးမခြင်းနဲ့စိတ်မရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့အားလုံးကဝိုင်းဝန်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။ပြည်ပြီးသားအိုးတွေအပေါ်မှာတော့ထပ်ပြီးတော့ဖြေကြပေမဲ့အခုလိုကုကေရမဲ့နေတဲ့သူတွေအပေါ်မှာမျက်နှာလဲခဲပြစ်လုပ်ခဲ့တဲ့အတွက်အားလုံးရဲ့အပြစ်တင်မှုတွေကိုခံခဲ့ရပြီးတဲ့နောက်ပိုင်းမြင့်မြတ်ကဦးသိန်းစံပေါ်မှာပြန်တောင်းပန်ပြီးတော့ကူညီပေးပါမယ်လို့ပြန်ဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။ဦးသိန်းစံရဲ့တောင်းဆိုမှုကိုလည်းငင်းဆိုတာမျိုးမဟုတ်ပဲအလုံးမအားတဲ့အတွက်လက်မခံပေးဖြစ်တာလို့ဆိုပါတယ်။ဦးသိန်းစံဟာတပတ်ကို2ကြိမ်ကြောက်ကစီးနေရတဲ့အထိအခြေအနေဆိုးဝါးပြီးတော့ဗိုက်ထဲမှာရေအပြည့်ဖြစ်နေပြီဖြစ်တဲ့အတွက်စေကူတာမှုခံယူဖို့ငွေများစွာလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်ဇက်ရံတွေရဲ့ဘဝဟာဒီလိုအချိန်ဒီမှာအမြဲတမ်းရုန်းကန်နေရတာကိုကြည်ကျင်အပြင်မြန်မာပြည်ရဲ့အနုပညာလောကဟာအဆင့်အတန်းခွဲခြားတယ်ဆိုတဲ့အမှန်တရားကတကယ်ဖြစ်ကြောင်းလူအများသိခဲ့ရတဲ့အတွက်မင်းသားနဲ့မင်းသမီးတွေအနေနဲ့ပဲကိုချင်းစာစိတ်မွေးကြဖို့အတွက်မျှော်မှန်းရင်းမြင့်မြတ်ရဲ့ဦးသိန်းစံပေါ်ပြုမှုခဲ့ပုံနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကို comment မှာဝေမျှခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။